မင်္ဂလာညချမ်းမှာအပြင်မှာမိုးတွေကလည်းတော်တော်ရွာနေရဆိုတော့ရင်ဘတ်တဲ့ရောက်လာတဲ့တစ်ချက်လေးတစ်ပုဒ်ကိုဒီဆိုဖြောပြပေးခြင်းပါလေဆရာထွေးလေးရဲ့ကျန်တာအိမ်မှန်လို့မြင်ရပါတယ်အားလုံးနားဆင်ပြီးတော့To